အားလုံးပဲမင်္ဂလာပါတက်ပိုက်ဗီဒီယိုကြိုဆိုပါရစေခုဆိုလို့ရှိရင် Oppo ရဲ့ A6 Pro ကလည်းထွက်နေပြီဆိုတော့တော်တော်များများလည်းကျွန်တော်ကို page မှာချက်ပေါက်ချေတီလာပြီးတဲ့သူတွေရှိတယ်ဒီဖုန်းကိုဝယ်တင်လားမဝယ်တင်ဘူးလားဆိုပြီးတော့เนาะအဲ့ချိန်တုန်းကကျွန်တော်လည်းလာမေးတဲ့ချိန်တုန်းကကျွန်တော်လည်းမဆန်းပြီးတော့ခဏစောင့်မအောင်ဆိုပြီးတော့ပြောခဲ့တာတွေရှိတယ်ပေါ့เนาะဒါပေမဲ့အခုဆိုလို့ရှိရင်เนาะကျွန်တော်တစ်ထည့်ကိုရောက်လာပြီအဲ့တော့စောင့်နေတဲ့သူတွေကတော့အဆင်ပြေသွားပြီပေါ့เนาะဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော် Oppo A6 Pro ကို first impression လုပ်မယ်အဲ့တော့ဒီဖုန်းကဘယ်လိုအခြေအနေရှိလဲဝယ်တင်လားမဝယ်တင်ဘူးလားဆိုတာဆုံးဖြတ်လို့ရတာပေါ့အဲ့တော့ကြည့်လိုက်ရအောင်အရင်ဆုံးကျွန်တော်ဒီဖုန်းကိုကင်လိုက်တာနဲ့ဘယ်လိုခံစားရလဲဆိုလို့ရှိရင်ကျွန်တော်ကင်မှုသမျှ Oppo ရဲ့ A series ဖုန်းတွေထဲမှာဒီဖုန်းကအမိုက်ဆုံးအကောင်းဆုံးပဲလို့ခံစားရတယ်ပေါ့နော်ပြောရလို့ရှိရင် A series ပဲမဲ့ premium quality ကိုတကယ်ကိုခံစားရတယ်အခုကင်လာတဲ့အရောင်ကတော့ Stellar Blue ဆိုတဲ့နက်ပြရောင်လေးနောက်တစ်ရောင်အနေနဲ့သူက Coral Pink ဆိုပြီးတော့လေပန်းရောင်တစ်ရောင်လာသေးတယ် Stellar Blue ကတော့သူကလှုပ်လိုက်မယ်ဆိုလို့ရှိရင်အရောင်ပြေးနေတဲ့ပုံစံဒီဇိုင်းမျိုးနဲ့လုပ်ပေးရတယ်အနောက်ကဒီဇိုင်းကတော့ရိုးရှင်းရှင်းနဲ့ကင်မရာနှလုံးပုံစံမျိုးနဲ့ပဲကင်မရာဘက်တွေကလည်းကြည့်လိုက်လို့ရှိရင်သူကမရှိသလောက်ကိုပါတယ်ညာဘက်မှာတော့သူက volume button နဲ့ power button ခလုတ်ပါတယ်ဘယ်ဘက်မှာတော့သူကဘာခလုတ်မှမပါဘူးအပေါ်မှာတော့ speaker တစ်ပေါက်ပါတယ်အောက်မှာဆိုလို့ရှိရင်ဒီ SIM card ထည့်တဲ့အပေါက်ရယ် Type C အားသွင်းကြိုရယ်ပြီးတော့ speaker တစ်ပေါက်ပါတယ်အဲ့တော့ speaker နှစ်ပေါက်ဖြစ်သွားတယ် USB speaker ဖြစ်သွားတယ်အသံ quality ကလည်းကျွန်တော်စမ်းကြည့်ရသလို့ဆိုလို့ရှိရင်တော့မစိုးဘူးလို့ပြောလို့ရတယ် volume ကလည်း 300% ultra volume mode ကိုရရတဲ့အတွက်ကြောင့်တော်တော်လေးကြည်လေးထဲမှာပါတယ် display ကိုပြောရလို့ရှိရင်ဒီ A6 Pro မှာတော်တော်လေး upgrade လုပ်ထားတာကိုတွေ့ရတယ်အရင်ထွက်ခဲ့တဲ့ဒီ A5 Pro နဲ့ရှင်တောင်မှတော်တော်လေးကိုကွာသွားပြီ display က AMOLED display ဖြစ်သွားတယ်ပြီးတော့ Full HD+ resolution နဲ့ 120Hz refresh rate ရတော့ display ဘိုင်းမှာ A series အနေနဲ့ဆိုလို့ရှိရင်အပြည့်ပြောစရာကိုမတွေ့ဘူး display ရဲ့ size ကလည်း 6.67 inches ဖြစ်ပြီးတော့ဘေးရဲ့ bezel တွေကလည်း 1.67 mm ဆိုတော့တော်တော်လေးကိုပါသွားတယ်ဒီအောက်ကချင်းဆိုလို့ရှိရင်လည်း 2.23 mm ဆိုတော့အရင်ထက်စားလို့ရှိရင် bezel တွေတော်တော်လေးပါသွားတော့ကြည့်ရတဲ့ဒီ screen ကိုကြည့်တဲ့ experience ကျွန်တော်တို့ flagship phone တစ်လုံးကြည့်ရတဲ့ခံစားချက်မျိုးပေးတယ်ဒါနဲ့ဒီလိုမျိုး compact ဖြစ်တဲ့ဖုန်းလုံးမှာ battery size ကရောဘယ်လောက်ပါမယ်လို့ထင်လဲပြောရလို့ရှိရင်တကယ်အံ့ဩသွားလိမ့်မယ်9000 mAh battery ပါတယ်ဆိုတော့ပြောရလို့ရှိရင်ဒီလိုမျိုး compact လည်းဖြစ်တယ်အရင်ထက် size ကလည်းသေးတယ်ပိုလည်းပေါ်သွားတယ် battery size လည်းကြီးလာတာတော့ Oppo မှာဒီ A6 Pro ကတကယ်အရင်ထက်ကိုအများကြီးမိုက်သွားပြီအားသွင်းမို့လဲသူက 80W super volt flash charge ပါတယ်အဲ့တော့အားသွင်းရလည်းတော်တော်လေးမြန်တယ်ခုစမ်းကြည့်ရသလောက်ဆိုလို့ရှိရင်သူ့ရဲ့9000 mAh battery ပါတာကို R0 ကနေ 100% လောက်ကျွန်တော်တနာရီဝန်းကျင်လောက်နေပြည့်တယ်ဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်ပြီးတော့ Oppo ရဲ့ထုံးစံတိုင်းသူ့ရဲ့ battery ကို9နှစ်လောက်ထိ AC အသုံးခံအောင်လုပ်ပေးရတယ်အဲ့တော့ကျွန်တော်တို့ battery ကို9နှစ်လောက်ထိဇက်တိုက်သုံးလို့ရှိရင်တော့မှ battery health က 80% အောက်ရောက်မှာမဟုတ်ဘူးဒါနဲ့ကျွန်တော် battery နဲ့ပတ်သက်ပြီးတော့ test တစ်ခုလုပ်ပေးဖို့ရှိတယ်ဒါကတော့ကျွန်တော် outdoor မှာဆက်မှာပေါ့နော်အဲ့တော့ကြည့်လိုက်ရအောင်အဲ့တော့ကျွန်တော်ရဲ့ test ကတော့ဘာလုပ်မလဲဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့ battery ကအခုဆိုလို့ရင် 5% battery ဖြစ်နေပေါ့เนาะအခုမြင်တဲ့အတိုင်းပဲဒီ 5% battery အောက်နဲ့ဒီလိုမျိုးပူတဲ့ရာသီဥတုအပြင် temperature မှာသုံးလို့ရှိရင်ပူလားမပူလားဆိုတာစမ်းမှတ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာစမ်းမလဲဆိုလို့ရှိရင် YouTube ကိုကြည့်မယ်ကြည့်ရတောက်လျှောက်ဒီ battery နဲ့ဒီရာသီဥတုနဲ့ battery ရောပူလားမလားဆိုတာကြည့်ကြတာပေါ့ for both teams up until of course but then if you go overboard this is things thatအဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးစမ်းပြီးသွားပြီဆိုတော့ battery က 3% ကျန်သေးရပေါ့နော်အဲ့တော့ပြောရမယ်လို့ရှိရင် 2% သုံးပြီးသွားပြီတကယ်ပြောတာလုံးဝပူတာကိုမတွေ့ရဘူးဆိုတော့ဒါလေးကတော်တော်လေးမိုက်တယ်အခုဆိုရင်အပြင် temperature က30ဝန်းကျင်လောက်တော့ရှိမှထင်တယ်အဲ့ဒါတော့မှအခုကျွန်တော်တို့ပူတာကိုမတွေ့ရဘူး battery 5% အောက်မှာတော့မှဆိုတော့အဲ့တော့ခုမြင်တဲ့အတိုင်းပဲကျွန်တော်အောက်တိုးမှာစမ်းတာတော့မှပူလာတာကိုမတွေ့ရဘူးပုံမှန်တိုင်း run နိုင်တာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါပဲဖြစ်လို့လဲဆိုလို့ရှိရင်သူ့မှာပါတဲ့ Super Cool Vapor Changer System ကြောင့်ဖြစ်တယ်ဒီဖုန်းရဲ့အထဲမှာအပူထွက်နိုင်တဲ့ area အကုန်ကြီးပါကိုသူက cover လုပ်ပေးရတာ Vapor Chamber ရဲ့ area 4300 mm square လောက်ရှိတယ်အဲ့တော့ကျွန်တော်တို့ battery နေနေလို့ရှိရင်လည်းရုပ်ရှင်ကြည့်ရတော့ game ကစားရတော့ဆိုလည်းစိတ်ပူစရာမလိုဘူးဒီချက်ကတော့မြန်မာနိုင်ငံလိုမျိုးရာသီဥတုနေရာတော့တကယ်ကြိုက်တယ်နောက် Oppo A6 Pro က A5 လိုမျိုးပဲအကျန်းခံတဲ့နေရာမှာတော်တော်လေးကိုနာမည်ကြီးတယ်ဒီကောင် IP69 dust and water resistant ပါတယ်ပြီးတော့ IP66 68လည်းပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းတွေသဲတွေပေးတာတော့ရေးပါတွေဆိုတာတော့လုံးဝစိတ်ပူစရာမလိုဘူးကျွန်တော်တို့ဒီကောင်ကိုရေးတဲ့စိတ်ပြီးတော့မှဓာတ်ပုံတွေဗီဒီယိုတွေရိုက်လို့ရမှာဖြစ်တယ်ပြီးတော့ IP69 ကကျွန်တော်အထင်ဒီဈေးတန်းဝန်းကျင်မှာလည်းဒီဖုန်းပဲရှိမယ်လို့တော့ထင်တာပဲပြီးတော့ဒီကောင်က military grade shock resistant test တွေကိုလည်းသူက pass ဖြစ်ထားတဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တာမန်ပြုတ်ကြတာတွေမဟုတ်ဘူးဆိုဆို
ပြုတ်ကြတဲ့အခြေအနေမျိုးမှာလည်းဒီကောင်ကတော်တော်လေးကိုခံနိုင်ရှိတဲ့ဖုန်းလုံးဖြစ်တယ် glass ကလည်း Reno 14မှာသုံးထားတဲ့ glass ပဲပြီးတော့အထက်က frame တွေကလည်းတော်တော်မာတဲ့ aluminum အလွိုင်းကိုသုံးထားတာဆိုတော့ဒီဖုန်းကပြောရလို့ရှိရင်အကျန်းခံအောင်ဦးစားပေးထားတဲ့ဖုန်းလို့လည်းပြောလို့ရတယ် performance ကတော့ MediaTek Helio G100 processor ကိုသုံးပေးရတယ်တာမန်ဖုန်းသုံးတဲ့သူနဲ့ game ကစားတဲ့သူကတော့ဒီ chipset နဲ့အဆင်ပြေတယ်ပြီးတော့သူမှာပါတဲ့ AI game antenna နဲ့ AI intelligent network selection တွေပါတဲ့အတွက် game ကစားရင် line ကျသွားတာတို့ line မမိတာတို့ကတခြားဖုန်းနဲ့ရှင်လို့ရှိရင်တိကျစာပိုကောင်းတယ်အလွယ်ပြောလို့ရှိရင်တော့ကျွန်တော် line ပိုမိရလို့ပြောလို့ရတယ်performance မှာလည်း Oppo က5 year smooth experience test တွေစမ်းတာတော့ကျွန်တော်တို့ဒီဖုန်းကိုသုံးမယ်ဆိုလဲ9နှစ်လောက်ထိတာကျွန်တော်တို့ performance မကျဘဲနဲ့သုံးလို့ရမှာလည်းဖြစ်တယ်ကင်မရာပိုင်းကိုပြောလို့ရှိရင်တော့သူမှာနှလုံးပါတယ်50 megapixel main camera နဲ့2 megapixel back camera ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်နဲ့စိုင်းရထားတဲ့ပုံလေးတွေလည်းရှိသေးတယ်ကြည့်ကြည့်ရအောင်နောက်သူမှာဘာတွေပါသေးလဲဆိုလို့ရှိရင်တော့ AI နဲ့ပတ်သက်တဲ့ feature တော်တော်များစုံလင်ပါတာကိုတွေ့ရတယ်ဒီ photo နဲ့ပတ်သက်တဲ့ AI editor ဆိုလို့ရှိရင်လည်းသူကတော်တော်များဒီ photo တွေကိုပြင်လို့ရတယ်ပြီးလို့ရှိရင်တော့ AI Office Assist ဆိုတဲ့ feature တွေပါပြီးတော့ဒီရုံးသမားတွေအတွက်အဆင်ပြေအောင်အများကြီးလည်းလုပ်ပေးထားတယ်ဒါတွေကတော့တော်တော်များလည်းရင်းနှီးပြီးသားဖြစ်မှာပါ security ဘိုင်းကတော့သူကဒီ AMOLED ဖြစ်သွားတော့ကျွန်တော်တို့ in display fingerprint ပါလာမယ်ပြီးလို့ရှိရင်တော့ Face ID ပါမယ် RAM တော့ 8GB ပါမယ်နောက်ထပ် expansion အနေနဲ့နောက်ထပ် 8GB ထပ်တိုးလို့ရမယ် storage ကတော့ 256GB storage ရမယ်အဲ့တော့ကျွန်တော်တော်တော်များလည်းပြောပြီးသွားပြီဆိုတော့အခုကြည့်နေသူတွေရောဒီဖုန်းကိုဘယ်လိုမြင်လဲကျွန်တော်ကတော့ပူပွင့်လင်းပြောလို့ရှိရင်တော့အစောပိုင်းကပြောသလိုပဲဒီဖုန်းကိုကန်ရင်းမှာဒီကောင်းရဲ့ quality လည်းသဘောကျတယ်အကျန်းခံဖို့အဓိကထုတ်ထားတဲ့ဖုန်းဖြစ်တဲ့အတွက်ကြောင့်အကျန်းခံတဲ့ဘိုင်းကတော့အထွေထူးပြောစရာမလိုတော့ဘူးပြီးတော့အရင်ထက်လည်းကျွန်တော်တို့အများကြီး upgrade လုပ်ထားတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်ကတော့မစိုးလို့မြင်တာပဲအဲ့တော့ဘယ်လိုမြင်လဲဆိုတာလည်းအောက်က comment မှာရေးသွားလို့ရတယ်အဲ့တော့အားလုံးပဲ see you